ရန်ကုန်ကနေပအံကိုကိုစီစဉ်နဲ့ကိုမသွားပဲတိုးနဲ့ချိတ်ပြီးသွားတဲ့အခါဘလို့နေမလဲအဆင်ပြေရဲ့လားကိုချက်စိတ်ကရောဘလောက်လဲစားကြည့်ငိလားဘယ်နှစ်ရက်ခီလဲစတာတွေကိုဒီကပြပြပေးတော့အောင်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ခဲ့ပေးကြပါအောင်နော်ဘယ်တိုးနဲ့သွားရလဲဆိုတော့မနစ်ကဒီတို့ပကံသွားခဲ့တဲ့ AM Star Travel and Tour နဲ့ပဲအရန်အဆင်ပြေလို့ဆိုပြီးတော့အခုတစ်ခါပအံခီးစဉ်ကိုပါထက်ချိတ်ဖြစ်ခဲ့တာပါရှင်ဒီခီးလေးကတော့အင်္ဂါမိသားစုတွေအတိမိတ်စုတွေတငယ်ချင်းတွေတယောက်မှမပါပဲနဲ့ဒီတယောက်တည်းပထမဆုံးထွက်ခဲ့တဲ့ခီးလေးပဲဖြစ်ပါတယ်ဒီကတော့ရန်ကုန်ကနေမနက်3 နာရီခွဲလောက်ထွက်တာဆိုတော့အင်္ဂါညနာနဲ့ဒီကတော့ပြန်အိတ်လိုက်တယ်ပေါ့နော်အခုလိုမျိုး expect ကားတွေစီးခဲ့ဘူးတများထဲမှာလေ AM Star ကားနဲ့ဆိုရင်လေလုံးဝပေါ့ပါပြီးတော့စိန်ကြနေရောပေါ့နော်အဲ့ဒီလိုနဲ့ပဲရန်ကုန်ကနေစထွက်လာခဲ့တာမနက်မိုးလေးနဲ့ခါကြတော့ပကိုးဘက်ကိုရောက်တယ်ပေါ့နော်ဒါဒီဦးသူကတော့တွေ့တဲ့အတိုင်းမိုးလေးတစ်ပွဲပွဲပေါ့နော်မနက်စာဆိုင်နဲ့ရောက်ရင်လေဘာစားလို့စားမှမသိဖြစ်တဲ့ဒီရဲ့ပြဿနာဝိုင်းပြီးတော့ရှင်းပေးကြပါကျွန်မကတော့ YouTube မှာခီးသွား vlog တွေအမြဲတင်နေတဲ့မယူမွန်ကျော်ပဲဖြစ်ပါတယ်ခံကောင်းချင်တော့ဒီနေ့မယူကတယောက်တည်းခီးထွက်ခဲ့တာချင်းလဲတူတော့နေတဲ့အခန်းကလည်းတခန်းနဲ့ကြပြီးတော့အခန်းဖော်တွေဖြစ်ခဲ့ကြတာပေါ့နော်လိုနဲ့ပဲဒီလိုမနက်စာစားပြီးတော့ခီးဆက်ခဲ့ကြပါတယ်ရှင်ဒါလေးကတော့မိတ်ဆက်တဲ့အခန်းပေါ့နော်အခုပါလာတဲ့ဧည့်သည်တော်များကလည်းကျွန်တော်ကိုတီတီလို့ခေါ်လို့ရပါတယ်ဒီခီးစဉ်လေးကတော့ဒီနှစ် AM Star ရဲ့ပထမအဦးဆုံးထွက်ခဲ့တဲ့ဖအံခီးစဉ်လေးပဲဖြစ်ပါတယ်အဲ့ဒါနဲ့ပဲပထမဆုံးထွက်ခဲ့တဲ့ခီးဆိုတော့ဒီတို့ခီးတဲ့တွေအားလုံးပေါ့နော်အန်သွားမှဆိုပေမဲ့ဇင်ကြရည်တကွန်ကိုအလဲပို့ပေးခဲ့ပါသေးတယ်ရှင်ခီးစဉ်လေးကတော့2ညအိတ်3ရက်ပေါ့နော်ငုံကနေတော့အပတ်စဉ်စနေနေ့တိုင်းထွက်ပါတယ်အခုလိုအပတ်စဉ်ထွက်တဲ့ခီးစဉ်တွေကိုတညရဲ့တညမထက်အောင်အစုံလိုက်ပို့ပေးပါသေးတယ်ရှင်လို့နဲ့ပဲဒီဟာဓာတ်ဖန်နေနေနဲ့ပေါ့နော်မတိဟုတ်တယ်မလားဆိုပြီးတော့2လပိုင်းတော့ဒီတို့ဖအံသွားတော့ဆုံခဲ့တဲ့ကောင်မလေးချိုးလေးတွေကကြတော့ဒီကိုလက်နှုတ်ဆက်ကြတာပေါ့နော်လိုမျိုးဒီကိုတတိတရားလေးနဲ့နှုတ်ဆက်တဲ့ခါကျရင်ပေါ့နော်အရန်ပျော်ပါတယ်မို့လို့လေဒီကိုပြင်မာတွေ့တဲ့ခါကျရင်ခေါ်ပါပြပါနှုတ်ဆက်ပါပေါ့နော်ဒီဘက်မတွေ့ခဲ့ရင်လည်းစိတ်မရှိပါနဲ့နော်ခီးအကြောင်းလေးဆက်ပြောပြပါမယ်ဒီလိုရောက်သွားတဲ့အချိန်ကမိုးရွာရဲဆိုအရန်လေးလာတယ်ပြီးတော့မိုးဆိုင်လေးလည်းရှိရပေါ့နော်မိုးရင်းဆိုတော့ AM Star ကနေပြီးတော့အခုလိုမျိုးချစ်စရာကောင်းတဲ့ AM Star logo လေးနဲ့ထီးလေးလောက်ထားပြီးရပေါ့နော်လေရောက်လာပြီဆိုတော့ဘိုက်ကလည်းစာနေပြီဆိုတော့လည်းထမင်းစားမယ့်နေရာကိုသွားကြပါတယ်နာမည်ကတော့မမအေးတိုင်လေးကတော့ဖွင့်လာတာ6နှစ်9နှစ်လောက်တော့ရှိပြီပေါ့နော်ဒီတို့ကတိုးနဲ့သွားတာဆိုတော့အခုလိုမျိုးထမင်းဆိုင်ရောက်တဲ့ခါကျရင်ဒီတို့ခီးတဲ့တွေရှင်းစရာမလိုပါဘူး AM Star ဘက်ကနေပဲရှင်းပေးတာပါဒါမို့လို့ကားပေါ်ကမစင်ခင်ပေါ့နော်ကိုကြိုက်နှစ်တက်ရဟင်းတစ်မျိုးနဲ့စားလို့ရပါတယ်ဆိုပြီးတော့ AM Star ကနေပြီးတော့ရှင်းပြပေးပါတယ်တစ်မျိုးပဲဆိုပေမဲ့ထမင်းလိုက်ပွဲကတော့ကြိုက်သလောက်အဝစားလို့ရပါတယ်ရှင်ဆိုင်လေးကလေအရသာတော့ထိမိရလို့ပြောရမယ်အရန်ဟင်းလေးတွေဆိုရင်လည်းအများကြီးပဲဒငင်းကြီးချက်လေးထည့်ထားပေးတယ်မြစ်ကြော်ငပိကြော်အစုံပေါ့နော်ကဲဘိုက်လဲစားနေပြီဆိုတော့ထမင်းစားလိုက်ပါမယ်ဆိုင်လေးကလေစားကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့သူ့ပစွန်လေးတွေဆိုရင်လည်းချိုပြီးတော့လက်ဆက်နေရောပေါ့နော်ဆရာကြီးကလည်းဘန်းလိုက်ချတာပေးတာဆိုတော့ဒီကတိုးစရာလေးလည်းစားခဲ့ပါတယ်နောက်တစ်ခုသဘောကျတာသူ့ဆိုင်ရဲ့ကစုံရွက်ကြော်ပေါ့နော်ကစုံရွက်ကြော်ပစွန်ချောင်းတွေပါထည့်ပြီးတော့တေချာကြော်ထားပြီးတယ်အရန်ရင်းဆိုရင်ပဲပေါ့နော်တေချာလောက်ထားပေးတာပေါ့နော်ဒီကတော့ဘိုက်ကလည်းစားကလည်းကောင်းတယ်ဆိုတော့အကုန်ပြောင်းစားလိုက်ပါတယ်ရှင်ဒါဆိုရင်တော့ဖအံမျိုးကိုဝင်ဖို့အတွက်စတင်ခီးနှင်လာပါတော့တယ်ရှင်ဒီကတော့ဖအံမျိုးတွေကိုရောက်ပြီဆိုတာနဲ့ဟိုတယ်ကိုအရင်ဆုံးမသွားဘဲနဲ့လေစရာပတ်စရာလေးတွေအရင်သွားတယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့ရန်ကုန်ကနေဖအံကိုလာတဲ့ခီးစဉ်ပေါ့နော်ပထမအပိုင်း1လေးပဲဖြစ်ပါတယ်